ချင်းကိုကာဣနာနဲ့အာဘေလဖြစ်တဲ့အာတနဲ့ဧဝရဲ့တာကနေနော်စပြုခဲ့နော်ကိုးကွယ်ခြင်းအတူတကွကိုးကွယ်ခြင်းစပြုခဲ့တဲ့ညီကိုဖြစ်တယ်အဲ့ဒီကံပါတဲ့နော်ကာဣနာအကိုကြီးအာဘေလတင်ကြီးလေးဖြစ်တယ်ညီလေးအာဘေလတိုးထင်းဖြစ်တော်မူလို့ကြောင့်တိုးကိုပူဇော်တယ်နော်ကာဣနာဒီလေလုံးတိုးတို့ကြောင့်အတိကိုပူဇော်တယ်တို့တို့လေဖယားနှခင်ကအာဘေလရဲ့ကိုးကွယ်ခြင်းပူဇော်ခြင်းလက်ခံမှာကာဣနာရဲ့ကိုးကွယ်ခြင်းတော့လက်ခံလားအဲ့ဒါလို့ဆိုရင်ဖယားနှခင်ကအာဘေလကိုးကွယ်တဲ့ဖယားကိုပဲကာဣနာလည်းကိုးကွယ်တာမဟုတ်လားဟုတ်လို့မဟုတ်လားဒါနဲ့ဖယားနှခင်ကလက်ခံလားအဲ့တော့ဖယားကမျက်နှာမလိုက်လားဖယားကမျက်နှာမလိုက်လားဟိုဒီပြီဖယားတွေကိုကိုးကွယ်တာမှမဟုတ်တာတူညီကိုးကွယ်တဲ့ဖယားကိုပဲကိုးကွယ်တာလေဖယားကပြောပြတဲ့တရားတော်မှာကာဣနာကိုလက်မတူရပူဇော်တယ်ကိုလက်မခံနဲ့ပူဇော်တယ်ကနေတူကိုလက်မခံဘူးလို့ပြောတာအဲ့တော့ကျွန်တော်ခဏပြောပြီကိုးကွယ်တိုင်းလက်ခံတဲ့တရားလားဖယားကိုကိုးကွယ်လားမကိုးကွယ်ဘူးလားကိုးကွယ်ဒါပဲလက်ပြက်ကလက်ခံလားလက်မခံဘူးဘာဖြစ်လို့ဘာဖြစ်လို့မာဖယားမားလားကာဣနာမားလားကာဣနာမားတာကာဣနာမားတာအဲ့တော့ယနေ့အာဘေလတော့လက်မခံဘူးလားလက်ခံကာဣအာဘေလဒီဟေဘရဲကျမ်းမှာပါဆိုယုံကြည်ဒီနေ့ကိုးကွယ်လို့ပြောတာအဲ့တော့ယုံကြည်တဲ့နေ့ကိုးကွယ်တယ်လို့ပြောတဲ့အခါမှာသူ့ရဲ့ကိုးကွယ်တဲ့ဖယားကပြောရင်ပြောတဲ့အတိုင်းကိုးကွယ်တာကိုပြောတာယုံကြည်ခြင်းနေတရားကိုကြားနာခြင်းအဲ့တော့ဖယားပြောတဲ့အတိုင်းအာဘေလတွေကိုးကွယ်လို့ပြောတာအဲ့တော့ယနေ့ကဘာပေါ်မှာကိုးကွယ်ခြင်းစတင်ကိုးကွယ်တဲ့အချိန်ကစပြီးဖယားတခင်လက်ခံတဲ့ကိုးကွယ်ခြင်းလက်မခံတဲ့ကိုးကွယ်ခြင်းဘယ်လိုပဲရှိလဲနှမျိုးတာရှိတာအဲ့ဒီထဲမှာကျွန်တော်ကိုးကွယ်ခြင်းနဲ့ကာယနဲ့ကိုးကွယ်ခြင်းပြက်ကညင်းပေတဲ့ထဲမှာကိုမပါဘူးအရေးမကြီးလားအရေးကြီးတယ်ဟာငါလည်းဖယားကိုကိုးကွယ်တာပဲမထင်နဲ့တော့မမေကိုးကွယ်ခြင်းမှန်ဖို့အရေးကြီးလားအရေးမကြီးလားအင်မတန်အရေးကြီးတယ်ဘာကြောင့်လဲဆိုရင်ဒီနေ့ခေတ်ကာလအဆက်ဆက်အာဘေလပြားခင်ဘာကြောင့်ကိုးကွယ်လဲသူ့ရဲ့ဖခင်ပြတဲ့အာဒနဲ့ဧဝအချင်းကလေးနဲ့ဖယားတခင်ကလူညင်ချတဲ့ကိုပေးတဲ့လူပြောက်စေတဲ့အရာကဆိုရင်သူ့ရဲ့ပူဇော်ခြင်းဒီအမှုရာဒီလူရဲ့သူ့ရဲ့ပူဇော်ခြင်းဒီဘာကနေလွတ်ဖို့ဘာကနေလွတ်ဖို့အပြစ်ကနေလွတ်ဖို့သူ့ရဲ့အတ္တမှာအပြစ်ကနေလွတ်ဖို့ရန်အတွက်အတိအနာအပြစ်လွတ်လို့မရအပြစ်ပြရရပြအဲ့ဒါဘာလဲဆိုရင်အသက်အသွေးပါတဲ့ရည်ကောင်ကိုဖြစ်ကိုဖြစ်ရဒါကြောင့်ဒီကာဣနာဒီနော်ဖယားဒီကိုကိုးကွယ်နေလေရေးပေခြင်းခံဘာကြောင့်ဆိုမှားလို့ဘာမှလို့ကိုးကွယ်ခြင်းမှာလို့ဒါအင်မတန်အရေးကြီးကိုးကွယ်နေရနော်ကိုးကွယ်နေအဲ့တော့ကျွန်တော်တို့လည်းဖယားကိုကိုးကွယ်နေတဲ့ဖယားကညင်းပေတဲ့ချက်မှာကိုမပါဖို့အရေးကြီးတယ်အင်မတန်အရေးကြီးတယ်ဒါကြောင့်ဒီအဲ့ဒီခါမှာလေဟိုဘာသာဒီဘာသာဟိုဂိုင်းဒီဂိုင်းရှိလားမရှိဘူးလုံးမရှိဘူးဟိုဘာသာဒီဘာသာဟိုဂိုင်းဒီဂိုင်းမရှိဘူးဟိုလူမျိုးဒီလူမျိုးလည်းမရှိဘူးနော်အခုကျွန်တော်စကားတွေကွဲပြားသွားတဲ့အရာတွေကနော်ဘေးချစ်စစ်ဘာဖြစ်လို့ရေးတဲ့တီထောင်းတဲ့ဖခင်ကစကားကွဲပြားစေလို့ကျမ်းစာမှာလူဒီဘာကြောင့်စကားကွဲပြားအကုန်ရှိတယ်အခုကျွန်တော်ခုနှစ်ရက်ဒီဘာကြောင့်ရှိနေကျမ်းစာမှာအကုန်ရှိတယ်ရှေ့တာနေမှာရှိခုနှစ်တန်ပဲရှိဒီခုနှစ်တစ်ပတ်ကဘယ်လိုဖြစ်လာဆိုကျမ်းစာမှာအတိအကျပါပြီးသားနော်ပါပြီးသားကဘာမှာဘေးဘာသာတရားမှမရှိဘူးလူရဲ့အစလည်းဘေးဘာသာတရားမှမရှိဘူးဘာရဲ့အစလည်းဘေးဘာသာတရားမှမရှိဘူးဒီတရားတော်မြတ်မှာကလွဲလို့တခြားနေမှာမရှိဘူးဒါကြောင့်ဒီဖယားတကယ်မျိုးပေါ်မှာကာဣနာရဲ့အတ္တတမှာသူ့ရဲ့ကိုယ်ပေါ်ခြင်းကိုလက်မခံရကောင်းလားဆိုဘယ်လိုစိတ်ဆိုးရတရားတော်တော်တတ်သိရှင်တော့ဖယားကိုလည်းကိုယ်ကိုယ်တယ်ဖယားကိုလည်းစိတ်ဆိုးတာကျွန်တော်တို့ယုံတန်ယုံလေးမူးတာရိုက်တာတော့ဘုရားကိုစိတ်ဆိုးရေးလို့ရှိလားမရှိဘူးတော့ဟုတ်တော့မူးတာရိုက်တာစွာတာဘုရားကိုတော့တန်ရဲတယ်လို့မရှိဘူးစွာရဲလို့မရှိဘူးကာဣနာကျတော့ဘုရားကိုစိတ်ဆိုးတာဗျမျက်နှာပြတ်မှတော့မျက်နှာနေရတော့ကနေဆက်ကစိတ်ဆိုးသူ့ပြန်ချော့ကာဣနာအဖေကြောင့်စိတ်ဆိုးတာအဖာကျုပ်ဘာလို့မျက်နှာပြတ်နေသူ့ပြန်ချော့ကာဣနာကိုလည်းဖြတ်ခဲ့ပြီစေတယ်ရင်းကောင်
ကောင်တွေတကားနဲ့မှဦးလဲရှိလို့ပြောတာအပြစ်ပြကြီးကောင်အဲ့ဒါကြောင့်ရစ်ကောင်လို့ပြောတဲ့အခါမှာဆိုရင်နော်အပြစ်ဒီတကားနဲ့မှဦးလဲရှိအပြစ်ကဟိုမှာဒီမှာလို့ပြောစရာအကြောင်းမရှိဖခင်ကသူ့အတွက်အာဘေလာနော်အာဘေလာတဲ့ကာအိနာဆိုဘုရုတော်ဖခင်ပို့၍အခွင့်ပေးလဲကာအိနာတောင်ကိုခွင့်ပေးတယ်သူကျတော့တူယူလာရတယ်လေဖခင်ပြောတယ်တူယူလာရသူ့ကျတော့ဘုရုပြည့်စပေးလားဒါနဲ့သူနားထောင်လားနားမထောင်ကြအဲ့ဒီကမှဟိုပါတာဒီပါတာဟိုကိုင်းဒီကဟိုလူမျိုးဒီလူမျိုးလုံးဝမရှိဘူးဖယားကိုကိုးကွယ်နေတဲ့ဖယားကြီးညီးပေကြီးခါဒါကြောင့်ကိုးကွယ်တဲ့လက်ခံတဲ့ဖယားမဟုတ်